ခုနလပိုင်းအတွင်းငွေကြေးကံမြင်ပါပေမဲ့ကျမ်းမာရေးကိုအထူးသတိထားရမယ်။တနင်္ဂနွေသားသမီးများအတွက်ဆီယမ်မာကြီးရဲ့အထူးဟောပြောချက်ဒီကနေ့မှာတော့တနင်္ဂနွေသားသမီးတွေအတွက်ခုနလပိုင်းကထူးခြားတဲ့ကံကြမ္မာပြောင်းလဲတွေနဲ့ပတ်သက်ပြီးဆီယမ်မာကြီးရဲ့အထူးဟောပြောချက်ကိုပြပြပေးတော့မှာဖြစ်ပါတယ်။တနင်္ဂနွေသားသမီးတွေအတွက်ဒီလကငွေကြေးကံအလွန်တိုးတက်မဲ့လာတလဖြစ်ပါတယ်။အရင်လတွေတုန်းကငွေကြေးအခက်အခဲတွေအကြီးပြဿနာတွေလုပ်ငန်းအဆင်မပြေမှုတွေကြုံတွေ့ခဲ့ရတဲ့သူတွေတောင်မှဒီလထဲမှာတဖြည်းဖြည်းပြေလည်လာမယ့်အလားအလာတွေရှိနေပါတယ်။အထူးသဖြင့်အလုံးလုံးနေသူတွေကစ조사တဲ့လောက်အကျိုးခံစားရနိုင်ပြီးတော့လစာတိုးတာနဲ့မမျှော်လင့်ထားတဲ့ငွေကြေးတွေရရှိတာမျိုးကြုံတွေ့ရနိုင်ပါတယ်။ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေသူတွေအတွက်လည်းအယောင်အဝယ်တိုးတက်လာပြီးဝင်ငွေတွေတိုးပွားလာနိုင်မယ့်အချိန်ကာလဖြစ်တယ်လို့ဆီယမ်မာကြီးကဟောပြောပေးထားပါတယ်။အရင်ကပြန်ပြရနိုင်တော့ဘူးလို့ထင်ထားခဲ့တဲ့အကျွေးတွေပြန်ရတာရက်တက်နေတဲ့ငွေကြေးတွေပြန်ဝင်လာတာမျိုးတွေနဲ့အလုပ်သစ်တွေကနေဝင်ငွေအသစ်ရရှိတာမျိုးတွေကိုလည်းကြုံတွေ့ရနိုင်ပါတယ်။တချို့တွေကခုနလပိုင်းအတွင်းမှာငွေ9သိန်းကနေ9သန်းအထိဝင်ရောက်လာတတ်တဲ့ကံလူတောင်ရှိနိုင်ပါတယ်။ဒါကလူတိုင်းအတွက်တော့မဟုတ်ပေမဲ့ဒီလအတွင်းမှာတနင်္ဂနွေသားသမီးတွေကငွေကြေးကံတွေတိတိတသာတိုးပွားနေတာလည်းဖြစ်ပါတယ်။အထူးသဖြင့်နိုင်ငံခြားမှာအလုပ်လုပ်နေတဲ့သားသမီးမိသားစုဝင်တွေဆွေမျိုးရှိတဲ့လူတွေအတွက်လည်းသတင်းကောင်းတွေကြားရနိုင်ပါတယ်။သူတို့ရဲ့စီးပွားရေးတွေအလုပ်အကိုင်တွေအဆင်ပြေလာတာကြောင့်မိသားစုစီကိုငွေကြေးထောက်ပံ့ပေးနိုင်တဲ့အခြေအနေတွေပေါ်ပေါက်နိုင်ပါတယ်။နောက်ပြီးနိုင်ငံသားထွက်ဖို့ကြိုးစားနေသူတွေရီစာလျှောက်ထားသူတွေအလုပ်ခေါ်စာစောင့်နေတဲ့သူတွေစာရွက်စာတမ်းကိစ္စကြံ့ကြာနေသူတွေအားလုံးအတွက်လည်းအခုလပိုင်းအတွင်းမှာအဆင်ပြေလာနိုင်ပါတယ်။ဒါပေမဲ့တနင်္ဂနွေသားသမီးတွေအတွက်ဆီယမ်မာကြီးကအထူးသတိပေးထားပါသေးတယ်။တနင်္ဂနွေသားသမီးတွေကငွေကြေးကံမှာတော့အင်မတန်အားကောင်းနေပေမဲ့ကျန်းမာရေးဘက်မှာအားနည်းချက်တွေရှိနေနိုင်ပါတယ်။အလုံးများလုံးတာအနားယူချိန်နေရတဲ့အရေးပြတာတွေကြောင့်ခန္ဓာကိုယ်ကပင်ပန်းနှွဲ့နေပြီးစိတ်ဖိစီးမှုတွေများနိုင်ပါတယ်။သိငယ်တဲ့ယောဂလက္ခဏာလေးတွေကိုပေါ်ဆံမနေပဲဆေးစစ်ကူးသမှုတွေကိုပြုလုပ်တဲ့လို့ဆီယမ်မာကြီးကအကြံပြုပေးထားပါတယ်။ဒါအပြင်မတော်တဆထိခိုက်မှုတွေကိုလည်းသတိထားဖို့လိုအပ်ပါတယ်။ကားမောင်းတဲ့အခါဆိုင်ငယ်မောင်းတဲ့အခါမှာတိကျစွာဂရုစိုက်ဖို့အတွက်ဆီယမ်မာကြီးကဟောပြောထားပါတယ်။ကိစ္စတွေကိုအလုံးတစည်းလုံးဆောင်တာမျိုးဒေါသနဲ့ဆုံးဖြတ်ထားမှုတွေကနေမလူလားအပ်တဲ့ပြဿနာတွေဖြစ်ပေါ်စေနိုင်တာမလို့စိတ်ကိုအေးအေးထားပြီးဆောင်ရွက်ဖို့အတွက်လည်းဆီယမ်မာကြီးကသတိပေးထားပါတယ်။အထူးသဖြင့်ငွေဝင်လာတဲ့အချိန်မှာလည်းမလူအပ်တဲ့အသုံးစရိတ်တွေကိုလျှော့ချပြီးတော့အနာဂတ်အတွက်စုဆောင်းထားဖို့ရည်ကြည်ပါတယ်။ကံကောင်းတဲ့အချိန်မှာစီမံခန့်ခွဲတမယ်ဆိုရင်တော့ကံကောင်းမှုတွေကဒီထက်မကတိုးဝါလာပြီးတထေးကြီးတွေဖြစ်ကြလိမ့်မယ်လို့ဆီယမ်မာကြီးကဟောပြောပေးထားတာဖြစ်ပါတယ်။ဒီနေ့ရွေသားသမီးတွေအတွက်ရေလီယာအနေနဲ့ကတော့ဖျားတရားကိုမမေ့ပဲနေ့စဉ်ဝတ်ပြုစုတောင်းပေးပါ။မြတ်စွာဘုရားကိုမွေးပြတ်တဲ့ပန်းလေးတွေကလူပူဇော်ပေးခြင်းဖြင့်ကိုယ်တိုင်လည်းစိတ်ကြည်စွာနဲ့အန္တရာယ်တွေကင်းနေနိုင်မှာဖြစ်ပါတယ်။ကျမ်းမာရေးကအထူးကောင်းမွန်စေဖို့အတွက်တက်ကြီးရွယ်အိုတွေနဲ့လိုအပ်နေသူတွေကိုစားနပ်ရိက္ခာဒါနစေဝါဒါနပြုလုပ်ပေးဖို့အတွက်လည်းဆီယမ်မာကြီးကအထူးဟောပြောမှကြားထားပါတယ်။ချုံလုံးပြောရမယ်ဆိုရင်တော့ခုနလပိုင်းကာလကတနင်္ဂနွေသားသမီးတွေအတွက်ငွေကြေးကအတော်ပွင့်လင်းတဲ့လားတလားဖြစ်ပေမဲ့ကျမ်းမာရေးနဲ့လုံခြုံရေးကိုတော့ပေါ့ဆလို့မရတဲ့ကာလလည်းဖြစ်ပါတယ်။ဆီယမ်မာကြီးရဲ့ဟောပြောချက်ကိုနားထောင်နေကြတဲ့ခုနှစ်ရန်သားသမီးပရိသတ်ဂျီယိုထဲမှာတနင်္ဂနွေသားသမီးတွေပါဝင်နေရဆိုရင်ခုရောက်ရှိနေတဲ့ကာလနဲ့ကြုံတွေ့နေရတဲ့အခက်အခဲတွေကိုကောမန့်မှာရေးသားသွားပြီးငွေကြေးကံနဲ့အတူကျမ်းမာရေးကံပါကောင်းမွန်လာပါစေလို့ဆုတောင်းခဲ့ကြပါနော်။